ဒါကျွန်တော်တို့ဒီနေ့နေ့စာဝဲတွေကျွန်တော်တော့ကျွန်တော်စတဲ့အခန်းကဏ္ဍဖြစ်ပါလေအဲ့တော့ကျွန်တော်မနေ့ကတော့ညကျွန်တော်9နာရီဒီကျွန်တော်စာဝဲတဲ့အခါမှာကျွန်တော်ဟောဒီအလားတူကိုကျွန်တော်ပြကြည့်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အဲဒီစားတော့ပြရတယ်ကျွန်တော်တို့9နာရီခွဲမှာစတင်မှာဖြစ်ပါတယ်ဆရာမရဲ့ကျွန်တော်တို့ဘော်ဒီတော့ကျွန်တော်ထုတ်ထားပြနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထုံနာဖို့ရတဲ့ကြိုးစားနေကြတာဖြစ်ပါတယ်ကျွန်တော်မနေ့ကညလုံးကျွန်တော်တို့မနက်9နာရီမှကျွန်တော်တို့ရမ်းခဲ့တာအဲဒီကိုရမ်းခဲ့တာမနက်9နာရီကကျွန်တော်တို့ဒါဘုံလုံးကျွန်တော်ဒီကိုနားရတာဖြစ်ပါတယ်ဟုတ်ပြီဒီကတော့ဘယ်လိုလဲကြာလာဟုတ်ပြီဒီကဒီလက်မလက်မဆက်စစ်โอเคကိုကိုညီလေးကျေးဇူးပါဒီနေ့အဆမဘော်ဒီအလောင်းတစ်ခုတော့တွေ့တာလဲဒါနဲ့ထုတ်လို့မရသေးပါဘူးဒီနေ့မနက်မှာကျွန်တော်တို့နဲ့အားတိုင်းနဲ့ပြန်ပြီးကြိုးစားနေကြတာဖြစ်ပါတယ်